ဥရောပအလက်ခေတ်ကာလမှာဟန်လူမျိုးစုတွေဟာအနောက်ဘက်စီကိုတရှိန်ထိုးနှဲချဲလာကြပြီးစစ်မီးနဲ့ဖြစ်စည်းခြင်းတွေကိုနေရာအနှံ့တဲဆောင်လာခဲ့ကြပါတယ်။ဘာကန်ဒီဘရင်နိုင်ငံတော်ဟာလည်းရှင်သန်နိုင်ဖို့အတွက်ရုန်းကန်နေရပြီးဘရင်ကြီးကိုယ်တိုင်နေဆက်ဒေတာတွေကိုကာကွယ်ဖို့စစ်တီတော်တွေနဲ့အတူထွက်ခွာလာခဲ့ရပါတယ်။တနေ့လုံးမြူတွေဆိုင်နေတာကြောင့်စစ်တပ်ဟာအထူးသတိထားပြီးချီတက်နေရပါတယ်။သူ့ရွာတရွာကိုရောက်တဲ့အခါမှာတော့တရွာလုံးမီးလောင်ပြကြနေပြီးလူရောတရိတ်ဆန်ပါမကျန်တေဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ရုတ်တရက်မြင်းတကောင်ဖျက်လျှောက်သွားချိန်မှာတော့ပုံအောင်နေတဲ့ရန်သူစစ်တီတို့ပေါ်လာပါတယ်။အဲ့ဒီလူဟာဘရင်ကြီးကိုများနေပြီးသူတို့မဖမ်းမိခင်မှာပဲမြင်းစည်းပြီးထွက်ပြေးသွားပါတော့တယ်။စစ်သူကြီးဟိုကန်ဟာဘရင်ကြီးစီကိုအမြန်ပြေးသွားပြီမဲ့နောက်ကျသွားခဲ့ပါပြီ။ဘရင်ကြီးနတ်ရွာဆန်သွားခဲ့ပါပြီ။နန်းမြို့တော်မှာဇာပနာခွဲကျင်းပတဲ့အခါဟိုကန်ဟာသူ့ကိုယ်သူအပြစ်မကင်းတယ်လို့ခံစားနေပြီးငယ်ဘဝကိုပြန်လည်သတိရနေပါတယ်။သူဟာကလေးဘဝကတားရဲတကောင်ရဲ့တိုက်ခိုက်မှုကနေအမာရွတ်အနေငယ်နဲ့အသက်ရှင်ကြံရစ်ခဲ့သူဖြစ်ပြီးအဲ့ဒီအချိန်ကစလို့ဘရင်ကြီးကသူ့ကိုမွေးစားသားလို့ဆောင်ရှောက်ခဲ့တာပါ။ဟိုကန်လီဂျင်ကန်လုံနေစဉ်မှာမင်းသမီးခရင်ဟီးလ်ကဒါဟာသူ့အပြစ်မဟုတ်ကြောင်းနဲ့သူဟာမိသားစုဝင်တယောက်ထင်နေစေဖြစ်ကြောင်းလာရောက်အားပေးပါတယ်။မကြခင်မှာပဲမင်းသားကန်ဒါနန်းတက်လာပြီးရန်သူဝိုင်းနေတဲ့တိုင်းပြည်အခြေအနေကိုဆွေးနေပါတယ်။မဟာမိတ်တွေအသေးအတန်လိုအပ်နေတာကြောင့်ကန်ဒါဟာသူ့ရဲ့နှမတော်ကိုလောင်ပါဒီဘရင်နဲ့လက်ထပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဟိုကန်ကဒီသတင်းကိုခရင်ဟီးလ်စီတာပြောတဲ့အခါသူမဟာတိုင်းပြည်အတွက်တာဝန်ကျေဝန်စွာလက်ခံခဲ့ပြီးမြဲစိတ်မကောင်းဖြစ်နေတာကိုတော့သိတာနေပါတယ်။အဲ့ဒီနေ့ညမုံတိုင်းကြနေချိန်မှာလက်နဲ့ကောင်းဆောင်ထားတဲ့လူ၁၁ယောက်မြို့တကားနာမှာစခန်းချနေတာကိုတွေ့ရပါတယ်။ဟူကန်ကမြို့ရိုးပေါ်ကနေတေချာကြည့်တဲ့အခါအရေးတစ်ခုကမင်းရဲ့အမရွက်တွေကိုငါသိတယ်လို့တိုးတိုးလေးပြောပြီးပျောက်ကွယ်သွားပါတယ်။မနေ့ရောက်တော့အဲ့ဒီအဖွဲ့မြို့ထဲဝင်လာချိန်မှာစစ်သားတွေကချက်ချင်းဝိုင်းလိုက်ကြပါတယ်။ခရင်ဟီးကအဝေးကနေကြည့်နေရင်းနဲ့မြင်းစည်းလာတဲ့သူတွေကတယောက်ဟာသူ့မျက်နှာကိုပြောင်းလဲလိုက်တာကိုသတိထားမိသွားပါတယ်။ဂန္ဓာလာအဲ့ဒီအဖွဲ့ရဲ့ခေါင်းဆောင်နဲ့တွေ့ဆုံတဲ့အခါသူဟာကေဆန်တင်မင်းသားစီဖရစ်တီကြောင်းသိလိုက်ပါတယ်။သူတို့ရဲ့ဖခင်တွေကအရင်စစ်ပွဲတွေတုန်းကမဟာမိတ်ခေါင်းတွေပါ။ဒါပေမဲ့စီဖရစ်ကဂန္ဓာကိုတူးချင်းချင်းပြိုင်တိုက်ခိုက်ဖို့ဒူဝဲစင်ခွာလိုက်တဲ့အတွက်အားလုံးအံ့အားသွားကြပါတယ်။အဆောင်တွေကဂန္ဓာကိုကာကွယ်ဖို့ဝိုင်းလိုက်ကြပေမဲ့နောက်ဆုံးမှာတော့စီဖရစ်ကစင်ခေါ်မှုကိုရပ်တန့်ပြီးဧည့်သည်အဖြစ်နေထိုင်ဖို့သဘောတူလိုက်ပါတယ်။ဒီထန်တွေ့ဆုံချိန်မှာခရင်ယူကသူမမြင်လိုက်တာကိုဟူကန်ကိုပြောပြပါတယ်။အဲ့ဒီလူဟာလူတွေရဲ့အိမ်မက်ထဲမှာ6လန့်တက်တဲ့ရှေးဟောင်းနတ်ဆိုးအိုးဝါးများဖြစ်နေမလားလို့တန်တရားဝင်နေပါတယ်။သူမရဲ့အကိုဖြစ်သူကအဲ့ဒီအဖွဲ့ကိုနှင်ထုတ်လိုက်တဲ့လို့လည်းယူဆနေပါတယ်။ညဘက်မှာဟူကန်ကဧည့်သည်တွေကိုစောင့်ကြည့်နေပါတယ်။အဲ့ဒီအဖွဲ့ထဲကဝိယုံခြုံထားတဲ့လူတယောက်မြို့ထဲရှောက်သွားတာကိုတွေ့လို့ဟူကန်ကနောက်ကလိုက်သွားပါတယ်။လမ်းကြားတစ်ခုမှာမိသွားပြီးသူ့ပခုံးကိုကင်လိုက်တဲ့အခါမှာတော့အဲ့ဒီလူဟာအထုပ်အပိုးတွေဖြစ်ပြိုကျသွားပါတယ်။တစ်ဖက်မှာလည်းစေဖရစ်ဟာအရက်တွေအလွန်ကျွမ်းတော့ပြီးလမ်းပေါ်မှာအော့အန်နေပါတယ်။ဟူကန်ကသူနာသွားပြီးတိုင်ပီကနေထွက်သွားဖို့ပြောပါတယ်။အိမ်တော့ဟူကန်အင်းပြော်သွားတဲ့အခါအိမ်မက်ဆိုးတွေမှတ်ပါတော့တယ်။မြင်းဆောင်ထဲမှာသွေးတွေဝိုင်းနေတဲ့ထူးဆန်းတဲ့ဧည့်သည်ကိုမြင်ရပြီးဟူကန်ကသူ့မှာကြောက်စိတ်မရှိတော့ကြောင်းအဲ့ဒီရှေးဟောင်းနတ်ဆိုးတွေကသူ့စီကနေအရာအားလုံးကိုလူယူသွားခဲ့ပြီးဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲ့ဒီတတဝါကဟူကန်ရဲ့အမရွက်တွေဘလို့ရခဲ့လဲဆိုတာသူသိတယ်လို့ပြောလိုက်တဲ့အခါဟူကန်ဟာငကားတိုက်ခိုက်မှုကြောင့်မိဘတွေကိုဆုံးရှုံးခဲ့ရတဲ့ငယ်ဘဝအမတ်တရတွေကိုပြန်မြင်ရောက်ပြီးလက်နိုးလာပါတယ်။မနေ့ရောက်တော့ဝိအောင်ချုံထားတဲ့တတဝါကိုမြင်းဆောင်မှာတွေ့ခဲ့ကြောင်းအစေခံတွေကပြောကြတယ်လို့မြင်းအချို့လည်းတေဆုံးနေတာကိုတွေ့ရပါတယ်။အားလုံးထိတ်လန့်နေကြပြီးကရင်ဟီးလ်ကသူမချိရတဲ့မြင်းကိုချော့မြူကိုစူးစမ်းပြီးမြင်းကကြိုးဖြတ်ပြီးထွက်ပြေးသွားပါတယ်။ဟူကန်နဲ့ကရင်ဟီးလ်တို့ဟာတခြားမြင်းတွေစီးပြီးနောက်ကလိုက်ကြပါတယ်။တောအုပ်ထဲမှာလိုက်လံဖမ်းဆီးပြီးနောက်မြင်းကမြစ်နားမှာရေလာတော့ပါတယ်။ကရင်ဟီးလ်ကသွားပြီးပုတ်တက်ဖို့စူးစမ်းပြီးမြင်းကထပ်ပြီးရုန်းကန်တဲ့အတွက်သူမလက်မှာဒဏ်ရာရသွားပါတယ်။ဟူကန်ကဒဏ်ရာကိုဆေးထည့်ပေးနေတော့မှကရင်ဟီးလ်ကသူမအနေနဲ့အခုစီစဉ်ထားတဲ့လက်ထပ်ပွဲကိုမပျော်ရွှင်ကြောင်းဖွင့်ရဝန်ခံလိုက်ပါတယ်။မကြခင်မှာပဲစေဖရီကဂန္ဓာကိုပြောပြတာကတော့သူဟာဗယ်ကီရီဘရင်မဘရွန်ဟီးလ်ကအိမ်မက်ထဲကနေခေါ်နေလို့ခရီးထွက်လာတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီဘရင်မဟာလူတွေကိုလူချင်းမတွေ့ရပဲအဝေးကနေပြူစားနိုင်စွမ်းရှိတယ်လို့သတင်းကြည့်ပါတယ်။အခြေအနေတွေတင်းမာနေတော့မှပဲစေဖရီကဒါဟာနောက်ပြောင်တာပါလို့ပြောပြီးရဲမောလိုက်ပါတယ်။ပြီးတော့စပွဲမှာအမျိုးသမီးတွေမရှိတာကိုလည်းကန့်ကွက်ပြောဆိုပါတယ်။ညနေပိုင်းမှာတော့စေဖရီဟာဂရင်ဟီးလ်ရဲ့ခန်းထဲကိုအတင်းဝင်လာပါတယ်။သူမဟာအရန်လှတယ်လို့ပြောပေမဲ့ဂရင်ဟီးလ်ကတော့သူ့မှာလေးစားမှုမရှိကြောင်းသူဟာလမ်းပြောင်နေတဲ့ဝိညာဉ်တစ်ခုသာဖြစ်ကြောင်းပြောပြီးအခန်းထဲကနေနှင်ထုတ်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းဟူကန်ကဒီလက်ထပ်ပွဲကိုသဘောမတူကြောင်းနဲ့သူတို့ရဲ့စစ်တပ်ဟာအားကိုးထိုက်ကြောင်းကန်နာကိုအာမခံပါတယ်။ကန်နာကလည်းဟူကန်ကိုယုံကြည်တာကြောင့်လက်ထပ်ပွဲအစီအစဉ်ကိုဖျက်သိမ်းဖို့သဘောတူလိုက်ပါတယ်။ဒါပြင်စီဖရစ်ဖြုတ်ချခဲ့တဲ့ပုံပြင်ဟာလည်းလိန်ညာနေတာမဟုတ်ဘူးလို့သူကစိုးရိမ်တကြီးယူဆနေပါတယ်။နောက်တနေ့မနက်မှာတော့ကန်နာကခရင်ဟီးလ်ကိုလက်ထပ်ဆရာမလို့တော့ကြောင်းပြောပြတဲ့အခါသူမဟာဝမ်တာအားရနဲ့အကိုဖြစ်သူကိုဖတ်လဲတကင်းနှုတ်ဆက်ပါတယ်။ဘယင်မကြီးကတော့ဟူကန်ကိုကြည့်နေငါသမီးကတော့တိုက်ပြည်အတွက်အနစ်နာခံဖို့အသင့်ပဲမင်းကအဲ့လိုလုံနိုင်ပါမလားလို့မေခုံထုတ်ခဲ့ပါတယ်။နောက်တော့ဟူကန်ဟာစစ်တေတွေနဲ့လေ့ကျင့်နေတော့စီဖရစ်နဲ့သူ့လူတွေလည်းရောက်လာပါတယ်။သူတို့ရဲ့လေ့ကျင့်ပုံကစနစ်တကျရှိတဲ့စစ်တေတော်တွေချက်လမ်းဘေးကရံပွဲတစ်ခုနဲ့ပို့တူနေပါတယ်။စီဖရစ်ဟာလေ့ကျင့်ခန်းလုပ်နေတာကိုမေ့သွားပြီးသူ့လူတယောက်ကိုအသေးအလဲထိုးချိန်နေတာကြောင့်တခြားလူတွေကဝိုင်းဆွဲရပါတယ်။သူကတော့အယူတယောက်လိုတဟားဟားရံမောနေစေပါ။အဲ့ဒီနောက်သူကဒေတာကန်စစ်တေတွေတဲကပြိုင်ဘက်အသည့်ခေါ်လိုက်တဲ့အခါဟူကန်ကရှစ်ထွက်လာပါတယ်
စီဖရီကလန်နဲ့လမ်းပစ်လိုက်ပေမဲ့ဟူကန်ကအသာလေးဖမ်းပြလိုက်ပါတယ်ဟူကန်ကငါတို့ကစစ်ပွဲအတွက်လေ့ကျင့်နေတာမင်းရဲ့ကစားပွဲတွေကိုတခြားမှာသွားလုပ်ပါလို့ပြက်ပြက်သားသားပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲအလောင်းတလောင်းတင်လာတဲ့မြင်းတကောင်ရောက်ရှိလာတာကြောင့်အခြေအနေကတင်းမာသွားပါတယ်တေဆုံးသူဟာနေဆက်နာကရွာသားတူဖြစ်ပြီးဓာတ်တရာတွေနဲ့တေဆုံးနေတာပါမကြခင်မှာပဲဆက်ဆင်နဲ့ဒိန်းလူမျိုးစုတွေဟာသူတို့ကိုတစ္ဆာဖောက်ပြီးတိုက်ခိုက်လာပြီးဖြစ်ကြောင်းသတင်းရောက်လာပါတယ်မြို့တော်ကတော့လောလောဆယ်လုံခြုံနေပေမဲ့ဘာဂန်ဒီပြည်နယ်ရဲ့တခြားနေရာတွေကတော့မီးဟုံးဟုံးတောက်တော့မှာပါကန်ဒါဟာမဟာမိတ်အသေးအထန်လိုအပ်နေတာကြောင့်ဟူကန်သဘောမတူပေမဲ့စီဖရစ်ရဲ့အဖွဲ့နဲ့ပူးပေါင်းဖို့အမိန့်ပေးလိုက်ပါတယ်ဟူကန်ကစီဖရစ်ကိုလိုက်ရှာနေတော့ဝီယုံခြုံထားတဲ့လူတယောက်ခိုးကြောင်ခိုးဝက်လုံနေတာကိုတွေ့ပြီးလိုက်ဖမ်းရမှာတော့ပူဇော်ပွဲလုပ်ထားတဲ့ပစ္စည်းအချို့ကိုတွေ့လိုက်ပါတယ်အဲ့ဒီဝီယုံခြုံထားသူဟာအယ်ဘာဆိုဘူတိကြောင့်ထပ်ဆိုလာပြီးဟူကန်ရဲ့အမားရွတ်တွေဘဒုလက်ချက်ဖြစ်တယ်ဆိုတာကိုသူကအခိုင်အမာပြောနိုင်တယ်လို့အခိုင်အမာပြောပါတယ်အယ်ဘာကစီဖရစ်အကြောင်းရှင်းပြရမှာစီဖရစ်ဟာငကားကိုတယောက်တည်းတတ်ထဲတာပြီးတော့ငကားသွေးနဲ့ကိုလက်တန့်ရှင်လို့ဘယ်လိုလက်နက်နဲ့မှလှုပ်ချင်လို့မရတဲ့ကိုခန္ဓာကိုပိုင်ဆိုင်ထားတာဒါပေမဲ့ကန်ဆိုးစွာနဲ့သူရေချိုးနေတော့ကြောကုန်းပေါ်ကိုတရွက်ကြနေခဲ့လို့အဲ့ဒီနေရာလေးကတော့သူ့ရဲ့တစ်ခုတည်းသောအသက်ဝင်တဲ့နေရာ weakness ပဲလို့ဆိုပါတယ်။ Elba ဟာငကားအရုံးနဲ့ဓာတ်တစင်းလုပ်ဖို့ငားရမ်းခံထားသူဖြစ်ပါတယ်။သူကဟူကန်ကိုအော်ဟစ်ပြီးစီဖရစ်ကိုမင်းတို့ရဲတိုင်းမှာပေးနေလားဟာသူအလိုချင်းဆုံးရဖြစ်တဲ့မိသားစုကိုပေးလိုက်တာပဲလို့တတိပေးပါတယ် ဖျားเจ้าထဲမှာဂန်ဒါဆူတောင်းနေတော့စစ်ဖရီနဲ့သူ့လူတီရောက်လာပါတယ်စစ်ဖရီကသူ့ရဲ့ဓာတ်ကိုဂန်ဒါလက်ထက်ထည့်ပေးပြီးမင်းရဲ့တရငါတပ်ပေးမယ်လို့ကတိပေးလိုက်ပါတယ်ဟူကန်ရောက်လာတဲ့အခါမှာတော့ဂန်ဒါကစစ်ဖရီဟာအခုကစပြီးသူတို့ရဲ့မဟာမိတ်ဖြစ်သွားပြီလို့ကြေညာလိုက်ပါတယ်စစ်ထွက်ခါနီးမှာဟူကန်ဟာခရင်ဟီကိုတွားရောက်နှုတ်ဆက်ပါတယ်သူမကတိုင်းပြည်ကမဟာမိတ်လိုအပ်နေပါလေရဲ့နဲ့ဘာလို့ကျမကိုဒီလက်ထပ်ပွဲကနေကေခဲ့ရလဲလို့မေးပေမဲ့ဟူကန်ကမဖြေခဲ့ပါဘူးခရင်ဟီကသူတို့ကြားကခန်းစားချက်တွေကိုထောက်ပြောဖို့ကြိုးစားပေမဲ့ဟူကန်ကတော့တိုင်းပြည်ကိုကာကွယ်ဖို့အတွက်ပဲလုပ်တာပါလို့ညင်းဆိုပါတယ်ဒါပေမဲ့ခရင်ဟီကတော့ကျမတို့ရဲ့အိမ်ကဘယ်တော့မှလုံခြုံမှာမဟုတ်ဘူးလို့ပြောကြံရခဲ့ပါတယ်နောက်တစ်နေ့မှာတော့စစ်တပ်ကြီးဟာစစ်မြေပြင်စီချီတက်သွားပါတယ်ညဘက်စခန်းချနာနေတော့မှဟူကန်ကစစ်ဖြူဟာတွေကိုဆွေးနွေးပါတယ်ရန်သူတွေဟာရဲရင်ပေမဲ့စီကံမရှိတာကြောင့်အဲ့ဒီအားနည်းချက်ကိုအသုံးချဖို့သူကအကြံပြုပါတယ်စစ်ဖရစ်ကတော့ပြင်းကြီးနေပုံရပြီးတောအုပ်ထဲမှာတွားနာပါတယ်ဂန်နာကသူ့နောက်ကိုလိုက်သွားပြီးဗယ်လ်ကီရီပုံပြင်အကြောင်းမေးတဲ့အခါစစ်ဖရစ်ကအဲ့ဒီဘယင်မဟာငါသေးကစစ်တဲတော်စိတ်သက်ကိုလှမ်းခေါ်နေတာလို့ပြန်ဖြေပါတယ်တန်းခေါင်ရံအချိန်မှာစစ်ဖရစ်ဟာတယောက်တည်းမြင်းစည်းထွက်သွားပြီးရန်သူတွေကိုတွားရောက်တိုက်ခိုက်ပါတယ်မနေ့ရောက်တဲ့အခါမှာတော့ဆက်စွန်ဘယင်ရဲ့ခေါင်းကိုဖျက်ပြီးပြန်လာတာကြောင့်အားလုံးအံ့အားသင့်သွားကြပါတယ်သူကဆက်စွန်တွေဟာခေါင်းဆောင်မရှိတော့လို့ဖီရိုဖီရဲ့ဖြစ်နေပြီးဒါဟာတိုက်ခိုက်ဖို့အကောင်းဆုံးအခွင့်အရေးပဲလို့ပြောပါတယ်စစ်ကဟာစိတ်အားထက်သန်သွားပြီးဟူကန်ရဲ့တာမီချက်ကိုဂယုမဆိုင်ဖဲစစ်ဖရိတ်နောက်ကိုလိုက်သွားကြပါတယ်မကြခင်မှာပဲတောအုပ်ထဲမှာပြင်းထန်တဲ့တိုက်ပွဲကြီးဖြစ်ပွားပါတော့တယ်ဟူကန်ဟာသူ့နားကလာတဲ့ရန်သူမှန်သမျှကိုနှိမ်နှဲနေပြီမဲ့သူ့ရဲ့အဓိကစိတ်ဝင်စားမှုကတော့သူ့ရဲ့ဘယင်းကိုရှာဖွေဖို့ပါစီဖရိတ်ကတော့ချက်ဝတ်တန်းစားတော့မပါပဲရန်သူတွေကိုတွေးအေးအေးနဲ့တပ်ဖြတ်နေတာကြောင့်လူတိုင်းအံ့ဟောနေကြပါတယ်ဟူကန်ကသူ့ရဲ့စစ်တဲငယ်တွေကရောက်ဦးထုတ်ပြုတ်ထွက်သွားပြီးအသက်ခံရတော့မယ့်အခြေအနေကိုမြင်တဲ့အခါအမြန်ပြေးသွားပြီးရန်သူကိုတတ်လိုက်ပါတယ်ပြီးတော့သူ့ရဲ့ကိုယ်ပိုင်တန်ဦးထုတ်ကိုအဲ့ဒီစစ်တဲလေးကိုပြေးလိုက်ပါတယ်တိုက်ပွဲကတော့နှစ်ဖက်စလုံးကအကြအဆုံးများစွာနဲ့ဆက်လက်ပြင်းထန်နေပါတော့တယ်တိုက်ပွဲအတွင်းမှာဟိုကန်ဟာသူ့ရဲ့အတော်ဆုံးလေးသမားရန်သူဝိုင်းခံထားရတာကိုမြင်တော့အကူအညီကိုစူးစမ်းပါတယ်ဒါပေမဲ့ရန်သူတွေကသူ့ကိုပါဝိုင်းထားလိုက်တာကြောင့်လေးသမားလေးအသက်ခံလိုက်ရတာကိုအကူအညီမဲ့စွာကြည့်နေကြရပါတယ်အဲ့ဒီလိုစိတ်လွင့်သွားတဲ့ခဏမှာပဲရန်သူတယောက်ရဲ့တိုက်ခိုက်မှုကြောင့်ဟိုကန်ရဲ့ဘယ်ဘဲမဲ့လုံတစ်ဖက်ဆုံးရှုံးသွားခဲ့ရပါတယ်ဟိုကန်ဟာရန်သူကိုပြန်လဲနှိမ်နှင်းနိုင်ခဲ့ပေမဲ့ဒဏ်ရာပြင်းထန်လွန်းတာကြောင့်လဲကျသွားပါတော့တယ်ဒိန်းဘီယန်ကဟိုကန်ကိုထပ်ဖို့အနာကပ်လာချိန်မှာပဲစီဖရီကကြားဖြတ်ဝင်ရောက်ပြီးဒိန်းဘီယန်ကိုအပြတ်ရှင်းလိုက်ပါတယ်ဟိုကန်ကတော့တတိလဲသွားခဲ့ပါပြီသူတို့နန်းမြို့တော်ကိုပြန်ရောက်တဲ့အခါပြည်သူတွေကစစ်ပွဲကိုအောင်နိုင်အောင်တိုက်ပေးခဲ့တဲ့စီဖရီကိုဝိုင်းဝန်းချီးကျူးကြပါတယ်စီဖရီကလည်းအဲ့ဒီလိုအလေးပေးခံရလာကိုသဘောကျနေပုံရပါတယ်တစ်ဖက်မှာတော့ခရင်ဟီလ်ဟာတတိမရသေးတဲ့ဟိုကန်ကိုပြုစုပေးနေပါတယ်သူမဟာစိတ်မသက်မသာချစ်ပြီးစီဖရီကိုတွားရှာတဲ့အခါအရက်တောင်နေတာကိုတွေ့လိုက်ရပါတယ်တေဆုံးသွားတဲ့စစ်သည်တွေအတွက်ဝမ်းနည်းနေရမယ့်မနက်ခင်မှာအခုလိုပျော်ပွားနေတာကိုသူမကအဖြစ်တင်ပေမဲ့စီဖရိတ်ကတော့တေချင်းတရားဆိုတာစစ်ပွဲရဲ့အစိပ်ပိုင်းပဲကြာဆုံးသွားတဲ့စစ်သည်တွေကိုတိတ်ဆိတ်ငြိမ်သက်ပြီးဂုဏ်ပြုနေမဲ့အစားသူတို့အတွက်ပျော်ပွဲရွှင်ပွဲလုပ်ပြီးဂုဏ်ပြုတင်တာလို့တုံ့ပြန်ပါတယ်ဟိုကန်ရဲ့အခြေအနေကိုမေးတဲ့အခါခရင်ဟီလ်ကဟိုကန်တေဆုံးနိုင်တယ်လို့ဖွင့်ဟဝန်ခံလိုက်ပါတယ်အဲ့ဒီအခါအယ်ဘာကကူညီနိုင်လိမ့်မယ်လို့အကြံပေးပါတယ်မကြခင်မှာပဲအယ်ဘာဟာဟိုကန်ရဲ့ခန္ဓာကိုယ်ပေါ်မှာထူးဆန်းတဲ့တင်ကြတာတစ်ခုကိုရေးဆွဲပြီးကုသပေးရင်ဖုံးကွယ်တာတဲ့အမှန်တရားကိုဖုံးချလိုက်ပါတယ်ဟိုကန်ရဲ့ငယ်ဘဝပုံပြန်ဟာလိန်ညာမှုတစ်ခုသာဖြစ်ပါတယ်တကယ်တော့ဟိုကန်ဟာဂန္ဓာဖြခင်ကျူးကျော်တိုက်ခိုက်ခဲ့တဲ့တခြားတိုင်းပြည်တစ်ခုကလာသူဖြစ်ပြီးသူ့မိဘတွေလည်းအဲ့ဒီစစ်ပွဲမှာပဲအသက်ခံခဲ့ရတာပါဟိုကန်မီးထဲမှာပိတ်မိနေတော့ငကားတစ်ကောင်ကရောက်လာပြီးသူ့ကိုကယ်ထုတ်သွားတာဖြစ်လို့အခုလိုအမာရွတ်တွေရခဲ့တာပါဘယင်ကြီးကတော့အမှန်တရားကိုဖုံးကွယ်ဖို့အတွက်ငကားတာဟိုကန်ကိုတိုက်ခိုက်ခဲ့တဲ့အောင်ပုံဖြတ်ခဲ့တာဖြစ်ပါတယ်ဟူကန်တတိရလာတဲ့အခါကြာဆုံးသွားတဲ့စစ်တဲရီရဲ့ကူတင်ကြိုင်ကိုတွားရောက်ကြည့်ရှုပါတယ်စစ်ဖရီကတော့သူလုတ်ခဲ့တာတွေအတွက်နောင်တမရကြောင်ပြောပါတယ်နောက်ကနိုင်ရင်မှာခရင်ကြီးကစစ်ဖရီနဲ့တွေ့ဆုံပါတယ်စစ်ဖရီက Empire တွေဆိုတာအငဲတန်းပြိုလဲတတ်တာမျိုးမို့သူဟာအာနာကိုမတ်မောသူမဟုတ်ကြောင်ပြောပြတဲ့အခါခရင်ကြီးဟာသူ့ရဲ့စိတ်နေစိတ်ထားကိုသဘောကျသွားပါတယ်ဟူကန်ရဲ့တန်ရာကိုစီးထည့်ပေးနေတော့ခရင်ကြီးကစစ်ဖရီကိုကျေးဇူးတင်ကြောင်းပြောပေမဲ့ဟူကန်ကတော့စစ်ဖရီဟာလူတွေကိုအနှစ်မရှိတဲ့မျောလင်းချက်အတူတွေပေးနေတာလို့ယူထားပါတယ်ခရင်ကြီးကတော့မျောလင်းချက်လုံးဝမရှိတာထက်စာရင်မျောလင်းချက်အတူကပိုကောင်းပါသေးတယ်လို့ပြန်ပြောပါတယ်နောက်ရက်တွေမှာတော့ဟူကန်ဟာခရင်ကြီးနဲ့စစ်ဖရီတို့အတူတူအချိန်ကုန်နေကြတာကိုစိတ်မကောင်းစွာနဲ့ကြည့်နေရပါတယ်တ
တမနက်မှာသူတို့နှစ်ဦးတောက်အုပ်ထဲမြင်းစည်းထွက်သွားပြီးစစ်ပွဲဟောင်းတွေကပျက်စီးနေတဲ့အဆောက်အဦတွေကိုကြည်ညင်စကားပြောကြပါတယ်။ Elba ကဘာလို့စစ်ဖရီနောက်ကိုလိုက်နေတာလဲလို့မေးတဲ့အခါစစ်ဖရီကသူဟာ Elba ရဲ့ဆရာကိုတတ်ခဲ့သူထစ်ကြောင်ပြောပြပါတယ်။ပြီးတော့ငကားကိုတတ်ခဲ့တဲ့အကြောင်းကိုလည်းပြောပြပါတယ်။စစ်ဖရီဟာပညာသင်ဖို့အတွက်ဘန်ဘက်ဆရာစီမှာအလို့တင်ဝင်လုပ်ခဲ့ရပေမဲ့အဲ့ဒီဆရာကသူ့ကို6ထဲပွန်းပုတ်ဖို့အတွက်တောင်ကြတစ်ခုလေးကိုလွတ်လိုက်ပါတယ်။အဲ့ဒီမှာသူဟာအိပ်ပျော်နေတဲ့ငကားတကောင်ကိုတွေ့ခဲ့ပြီးသူ့ဘဝမှာအလှပဆုံးအခိုက်အတန့်လို့ခံစားခဲ့ရပါတယ်။ခရင်ဟီကအဲ့လောက်လှတာကိုဘာလို့တတ်လိုက်တာလဲလို့မေးပြီးမဲ့စစ်ဖရီကမဖြေခဲ့ပါဘူး။အပြန်လက်မှာခရင်ဟီဟာသူမနာမည်ကိုခေါ်နေတဲ့အတန်ကိုကြားနေရပါတယ်။စစ်ဖရီကဂီယူမဆိုင်ဖို့ပြောပြီးမဲ့သူမလှည့်ကြည့်လိုက်တဲ့အခါຫນွယ်ပင်တွေရစ်ပါနေတဲ့သူမအဖေရဲ့အလောင်းကိုမြင်လိုက်ရပါတယ်။ခရင်ဟီဟာထိတ်လန့်တကြားထွက်ပြေးသွားပြီးစစ်ဖရီလိုက်လာတဲ့အခါသူမရဲ့ဖခင်မျက်နှာကိုတောင်စတင်မေးလျော့နှိပြီးချီချောင်းငိုယိုပြီးပြောပြပါတယ်။သူမကိုသူစိမ့်တယောက်စီရောင်းစားဖို့ကြိုးစားခဲ့တဲ့အဖေကိုမုန်းခဲ့မိတာတွေကိုလည်းဖွင့်ဟာရင်စိတ်ဓာတ်ကျနေတဲ့သူမကိုစစ်ဖရီကနှစ်သေးပြီးရင်သူတို့နှစ်ဦးပိုးမို့နှိစပ်သွားကြပါတယ်။အိပ်ပျော်သွားတဲ့အခါမှာတော့စစ်ဖရီဟာအီမဆိုးမှတ်ပြီးခရင်ဟီကိုမှားထားမိမလို့ဖြစ်သွားခဲ့ပါတယ်